မကောင်းမဆိုတာမရှိဘူးတေးရင်အလုံးပြီးသွားတာပဲ ဒီမိစ္ဆာယူကြောင့်ဘယင်ကြီးဟာအလိုရရပ်ပြီးကာမဂုဏ်နဲ့နှိမ့်မြုပ်သွားတယ်ဘုရားစတိုရီမှာကြိုးဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇတ်တော်ကတော့နာရဒဇတ်တော်ကြီးပဲဖြစ်ပါတယ်တခါကမြတ်စွာဘုရားရှင်ဟာဥရုဝေလာတော်မှာတရင်သုံးနေတယ်အဲ့ဒီမှာယသိညီနောင်ထုံဦးရှိတယ်ဥရုဝေလာကတ္တပါနရီကတ္တပါဂယကတ္တပါတို့ပဲသူတို့ဟာတပည့်တထောင်နဲ့အကူယသိဘဝနဲ့နေထိုင်ပြီးငါတို့ယဟန္တာဖြစ်ပြီလို့မိစ္ဆာအယူနဲ့ထွေနေကြတယ်မြတ်စွာဘုရားကသူတို့ရဲ့မာမာနတွေကိုချီးဖြတ်ဖို့နဲ့အမှန်တရားကိုသိမြင်စေဖို့နာရဒဇတ်တော်ကြီးကိုဟောကြားတော်မူပါတယ်ရှေးတုန်းကမီထီလက်ပီမှာအင်္ဂတိမင်းကြီးဆိုတဲ့ဘုရင်တစ်ပါးအုပ်ချုပ်တယ်သူဟာမူလကတရားမျှတပြီးအလိုအတိုင်းရက်ရောသူပါသူမှာရူဇာဆိုတဲ့သမီးတော်တစ်ပါးရှိတယ်ရူဇာမင်းသမီးဟာယောဂီလပယုံတင်မကအတိတ်ဘဝခုနှစ်ဘဝနဲ့အနာဂတ်ဘဝခုနှစ်ဘဝကိုမြင်နိုင်တဲ့ဉာဏ်အမြင်ရှိသူပါမင်းကြီးတဲ့အမတ်ကြီး၃ဦးရှိတယ်ဝိဇယပညာရှိအမတ်သူနာမစစ်သူကြီးအာလတကာမဂုဏ်ကိုအားပေးတဲ့အမတ်တန်ဆောင်မုန်းလာပြီးညာရီရဲ့မှာအင်္ဂတိမင်းကြီးဟာနန်းပြသာတကလက်မင်းကြီးကိုကြည့်ပြီးဒီလိုညာမို့မှာဘယ်လိုမြင့်ယူရင်အကောင်းဆုံးလဲလို့အမတ်တွေကိုမေးအာလတကတူရီယာထန်တွေအကတွေမိမလတွေနဲ့ကာမဂုဏ်ခန်းစားတဲ့တယ်လို့ရှောက်တယ်သူနာမကစစ်သေးဘူပါတွေစုယုံပြီးရန်သူကိုတိုက်ခိုက်တဲ့တယ်လို့ရှောက်တယ်ဝိဇယကတော့သူတော်ကောင်းတရားကိုနာကြားတဲ့ပါတယ်လို့ရှောက်တင်ခဲ့တယ်မင်းကြီးကဝိဇယရဲ့အကြံကိုသဘောကျပြီးသူတော်ကောင်းတရားကိုဘသူစီမှာနာရမလဲမေးတယ်အဲ့ဒီမှာဂုဏရာယတိဆိုတဲ့ယတိတစ်ပါးကိုပြကြတယ်အင်္ဂတိမင်းကြီးဟာဂုဏရာယတိစီတွားပြီးတရားနာတယ်ဒါပေမဲ့ယတိကကောင်းမှုဆိုတာလည်းမရှိဘူးမကောင်းမှုဆိုတာလည်းမရှိဘူးတင်းရင်အလုံးပြီးသွားတာပဲဒီစကားကိုကြားတော့မင်းကြီးကလက်ခံလိုက်တယ်နန်းတော်ပြန်ရောက်တော့အလိုအတန်းတွေရက်ဆိုင်တရားမျှတမှုကိုမေးလျော်ကာမဂုဏ်တွေထဲမှာပဲနှိမ့်မြုပ်သွားတယ်ယူဇာမင်းသမီးဟာဖခင်ရဲ့အပြောင်းလဲကိုမြင်တော့အလွန်စိတ်မကောင်းဖြစ်တယ်သူမကဖခင်ကိုပြန်ဆုံးမဖို့ကြိုးစားတယ်16ခမီးတော့ကောင်းမှုမကောင်းမှုဆိုတာတကယ်ရှိပါတယ်ကျမဟာအတိတ်ဘဝတွေကိုမြင်နိုင်ပါတယ်ကောင်းတာလို့ရင်ကောင်းကျိုးရတယ်မကောင်းတာလို့ရင်မကောင်းကျိုးခံရတယ်ဆိုတာကိုယ်တိုင်သိပါတယ်လို့ရှောက်တင်တယ်ဒါပေမဲ့မင်းကြီးကမင်းမတယောက်ကမင်းဘာသိတော့လဲဆိုပြီးညှင်းပယ်လိုက်တယ်ယူဇာမင်းသမီးဟာနောက်ဆုံးသစ္စာအဓိဌာန်ပြုလိုက်တယ်ကျမဒါနာသီလဘာဝနာတရားတွေကိုတကယ်ကျင့်ဆောင်ခဲ့တယ်ဆိုရင်ဒီသစ္စာစကားကြောင့်ခမည်းတော်ကိုအမှန်တရားစီပို့ဆောင်ပေးနိုင်မဲ့သူတို့ကောင်းတစ်ပါးပေါ်ထွန်းလာပါစေယူဇာမင်းသမီးရဲ့သစ္စာတန်ကိုကြောင့်ပြာမာပြီးမှနေတဲ့နာရဒပြာမာကြီးဖျားအလောင်းတော်ရဲ့နေရာတော်ပူလောင်လာတယ်သူအောက်လူပြီးဟိုကြည့်လိုက်တော့အင်္ဂတိမင်းကြီးမိစ္ဆာအယူထဲနှိမ့်မြုပ်နေတာကိုမြင်တယ်ဒါနဲ့နာရဒပြာမာကြီးဟာယတိအဆွင်ဖန်ဆင်းပြီးမိထီလာပြီးကိုကြွလာတယ်သူ့ရဲ့ခန္ဓာကိုယ်ကအယောင်တွေဝင်းလံနေပြီးရွှေကျင်းတောင်းလေးတစ်ခုကိုကိုင်ဆောင်ထားတယ်ကောင်းကင်ကနေတန်ကိုးနဲ့ဆင်းသက်လာတော့တမျိုးလုံးအတော်သားကြတယ်မင်းကြီးကဒီယတိကိုမြင်တော့ရိုသေးစွာကြိုဆိုပြီးအရှင်ဖျားဘာအတက်ကြွလာတာလဲလို့မေးတယ်နာရဒဗျာမကြီးကမင်းကြီးမင်းရဲ့သမီးတော်ယူဇာရဲ့သစ္စာအဓိဋ္ဌာန်ကြောင့်မင်းကိုမိစ္ဆာအယူကနေကယ်တင်ဖို့ငါလာခဲ့တာလို့မိန့်တော်မူတယ်မင်းကြီးကကောင်းမှုမကောင်းမှုဆိုတာတကယ်ရှိရင်တတ်သိပြုပါလို့မေးတယ်နာရဗြဟ္မာကြီးကမင်းရှိမှရှိနေတဲ့အမတ်တွေရဲ့အတေးဘဝတွေကိုဉာဏ်တန်ကူနဲ့ထုတ်ဖော်ပြလိုက်တယ်ပထမဆုံးအလာရအမတ်မင်းကြီးဒီအလာရဟာရှေးဘဝကနွားသက်သမားပါနွားတွေကိုရဲရဲဆက်ဆက်တက်ဖြတ်ခဲ့တဲ့အာကုတိုကကြောင့်ငရဲမှာနှစ်ပေါင်းများစွာခံခဲ့ရတယ်ဒါပေမဲ့တခါကကစ္စပဖျားရှင်ရဲ့စေတီတော်ကိုပန်းတဝက်လူခဲ့တဲ့ကုတိုကံလေးကြောင့်အခုဘဝမှာအမတ်ကြီးဖြစ်လာတယ်ဒါပေမဲ့သူ့ရဲ့မကောင်းကံကမကုန်းသေးလို့နောင်ဘဝတွေမှာငရဲပြန်ကြရအောင်မယ်ဒုတိယသူနာမအစီတူကြီးဒီသူနာမကတော့ရှေးဘဝကယဟန်တစ်ပါးကိုမင်းဟာအထင်သီလမရှိတဲ့သူလို့စော်ကားခဲ့တဲ့အာကုတုကံကြောင့်ငရဲမှာခံခဲ့ရတယ်ဒါပေမဲ့တဟာကသူတစ်ပါးရဲ့ဂုဏ်ကိုချီးမွမ်းခဲ့တဲ့ကုသိုလ်လေးကြောင့်အခုဘဝမှာအစီတူကြီးဖြစ်လာတယ်တတိယရူဇာမင်းသမီးမင်းကြီးရဲ့သမီးတော်ရူဇာဟာအတိတ်ဘဝခုနှစ်ဘဝလို့တီလစင်ကြယ်ခဲ့သူပါဒါကြောင့်အတိတ်နဲ့အနာဂတ်ကိုမြင်နိုင်တဲ့ဉာဏ်အမြင်ရခဲ့တယ်သူမရဲ့သစ္စာတန်ခိုးကြောင့်ပဲငါတီကိုရောက်လာတာဒီလိုမြင်ကွင်းတွေကိုမြင်လိုက်ရတော့အင်္ဂတိမင်းကြီးဟာတုန်လှုပ်သွားတယ်ဒါဆိုကောင်းမှုမကောင်းမှုဆိုတာတကယ်ရှိတာပဲလို့သဘောပေါက်သွားတယ်နာရဗြဟ္မာကြီးကဆက်ပြီးဟောကြားတယ်မင်းကြီးဒီလောကမှာကောင်းတာလို့ရင်ကောင်းကျိုးရတယ်မကောင်းတာလို့ရင်မကောင်းကျိုးခံရတယ်ဒါဟာတဘာဝ
တရားပဲမိစ္ဆာအယူဟာလူကိုငရေကိုပို့တယ်ဒါကြောင့်ကောင်းမှုကောင်းကျိုးကိုယုံကြည်ပြီးဒါနသီလဘာဝနာတရားတွေကိုကျင့်ကြံပါ အင်္ဂတိမင်းကြီးဟာနာရဒပြေမကြီးရှေ့မှာတူးထောက်ပြီးအရှင်ဖေဟာတပည့်တော်မှားပါပြီအခုမှအမှန်တရားကိုသိပါပြီလို့ဝင်ကြတောင်းပန်တယ်နာရဒပြေမကြီးဟာအင်္ဂတိမင်းကြီးကိုမိစ္ဆာအယူကနေကယ်တင်ပြီးတဲ့နောက်ပြေမကြီးကိုပြန်ကြွတော်မူသွားတယ်အင်္ဂတိမင်းကြီးဟာတမီးတော်ကိုခေါ်ပြီးငါသမီးမင်းရဲ့တစ္ဆာတန်ခိုးကြောင့်ပဲငါအမှန်တရားကိုသိခဲ့ရတယ်လို့ချီးကျူးတယ်ပြီးတော့အလူအတန်းတွေပြန်လုပ်တယ်တရားမျှတစွာအုပ်ချုပ်ပြီးဘူဟာတလုံးလုံးကောင်းမှုတွေကျင့်ကြံခဲ့တယ်။ကွဲလွန်တဲ့အခါကောင်းရာစုဂတိဘုံကိုလာရောက်ခဲ့တယ်။မြတ်စွာဘုရားရှင်ကဒီဇတ်တော်ကိုဟောကြားပြီးတဲ့နောက်ဒီဇတ်တော်ကိုနာကြားရတဲ့ဥရဝေလာကစပါရစေနဲ့တပိတထောင်တို့ဟာမန်မာနာတွေပျောက်ပြီးယဟန္တာဖြစ်သွားကြပါတယ်။ကဲပရိသတ်တို့ရေဤဇတ်လန်ဟာသင်ခန်းစာ၃ချက်ကိုဖော်ပြထားပါတယ်။ပထမအနေနဲ့ကောင်းမှုမကောင်းမှုရဲ့အကျိုးဆက်တွေကိုဘယ်သူမှမရှောင်လွဲနိုင်ဒီမှာကံတရားဤအကျိုးပေးဖြစ်တယ်။ဒုတိယအနေနဲ့ကောင်းမှုကောင်းကျိုးကိုမယုံကြည်တဲ့အယူဟာလူကိုပျက်စီးစေဒီမှာမိစ္ဆာအယူဤအန္တရာယ်ဖြစ်တယ်။နောက်ဆုံးအနေနဲ့ရူဇာမင်းသမီးရဲ့တစ္ဆာအဓိဌာန်ကြောင့်ဖာကင်းတဲ့တပြီလိုမိစ္ဆာအယူကနေလွတ်မြောက်ခဲ့ဒီမှာတစ္ဆာတရားဤတန်ခိုးဖြစ်တယ်။နောက်ထပ်ဆက်တော်ကောင်းလေးကိုတင်ဆက်ပေးနိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။